ရက်ပြီးချက်မယ်အားလုံးမင်္ဂလာပါမယ်တင်ကဒီနေ့ဒီဈေးထဲကနေပြီးတော့ငရမ်းပေါ့နော်ငရမ်းကိုတစ်ကောင်ကိုငရမ်း50သား site လေးရခဲ့ပါတယ်အဲ့ဒါတစ်ကောင်ဝယ်ခဲ့ပါတယ်ပြီးတော့ငရမ်းလေးကိုငယ်တော့မတင်လို့နေမှာဆိုတော့မတင်လို့ဘွာသင်္ဘောသီးနဲ့ကျွေးရပေါ့နော်သင်္ဘောသီးအစိမ်းနဲ့မကြီးရည်လေးနဲ့အဲ့ဒါလေးနဲ့ချက်ပါမယ်ပြီးသွားတဲ့ခါကျရင်စပလင်လေးချောင်းစားမှာဖြစ်ပါတယ်ပြီးခရမ်းကျင်ဒီပန်ချူဖြော်လေးနဲ့ပေါ့နော်သင်္ဘောသီးလေးနဲ့မကြီးရည်လေးချက်စားမလို့ပါနေပြီးပွားတော့9000ဆိုမှကျွတ်တော့နေရတော့ခွာလာပြီးသွားပြီဟာရေးစိမ်မှဖြစ်ပါတယ်အဲ့တော့ရေးစရာပြပြအောင်အဲ့မှာအဲ့ဒီကမမေရအဖိုးကကျင်းကားလေးနဲ့ပစုံတက်စားကြည့်မယ်လို့ပြောတာအဖွားတင်မောသီးနဲ့ငါးနဲ့ချက်တယ်ကွာတင်မောသီးနဲ့ငါးနဲ့ချက်တာတော့မီးတွေစားကြပါကျင်းကားသီးနဲ့ပစုံကျမတို့ညီမတွေကအဲ့တင်မောသီးနဲ့ငါးနဲ့ချက်တာကိုခလေးဆိုတော့အဲ့ဒီတော့မစားချင်ဘူးကျင်းကားသီးနဲ့ပစုံနဲ့ဝယ်တာတဲ့တရားဝင်တကောင်နိုင်စားအဲ့ဒီကျင်းကားသီးကြောင့်အိုးထဲမှာပစုံရှိတော့အဲ့ဒီဗဒေတာဈေးထဲမှာလေဒါသူအထုံးနဲ့ပဲဖြစ်လို့ဘူးနဲ့လည်းလာတယ်တော်တော်ကောင်းတယ်ကြည့်အရင်ကအဲ့ဒါချင်းလေးကိုတုံးဇပလင်တော့စားဘူးလားမသိဇပလင်လိုက်ပုံကောင်းတယ်မတင်ရတာဇပလင်အိမ်မှာရှိတဲ့ဇပလင်နဲ့ပဲလောက်တောင်းလို့မင်းဇပလင်တောင်းနေရမ်းစိုက်တယ်အမေတင်ရဲ့အုံးပစ်စတောက်ကောင်ကထုတ်တဲ့အခုရှူရှဲငပိတောင်လေးနဲ့စပင်းတောင်လေးကိုရောထားမှာဖြစ်ပါတယ်ပြီးတော့မမေတင်ရဲ့ဒီအုံးပစ်စတောက်ကောင်ကထုတ်တဲ့ရှူရှဲငပိတောင်လေးကတပူးကိုဆိုရင်320 gram ပါတဲ့အပြင်အပူးမှုကလည်းဒီလိုလေးပါဒီရင်းဒီပါမြေကအနှံ့ပြဘလို့ပဲတည်ဆောင်ရတဲ့ဆောင်လည်းဒီလိုတည်ဆောင်ရပါတယ်ဆက်ပြပြကဲပစုံရယူခဲ့တော့တကြည့်နာသမီးညလုံးနဲ့ဝတ်တယ်လေအကျအကြည့်ချင်းဆုံးတယ်ဆိုပါလေအကျွေးရစရာရှိတဲ့လူကအကြည့်ချင်းဆုံးပါတယ်အကျွေးရစရာရှိရဲပေါ့နော်ကိုကြည့်ပတ်သက်လာကြည့်တဲ့လူကညနေချင်းခံတယ်နောက်တစ်ယောက်ကြည့်လို့ညနေချင်းခံလို့အကောင်းဆုံးကစစ်သူနဲ့တက်စီရှိဦးလားမိုင်ဒေးမှာဆွေးနေတာကြတော့ဘလူးကိုဆွေးတာသူသိတာသွားကြည့်နေမှာတော့တော်ကြမျက်လုံးနဲ့လဲဝင်ရောအမရေသမီးဘယ်ပြန်လဲပြန်သွားလားမျက်ရည်နဲ့ပြန်သွားတယ်ကောင်းတာအောင်တာဒီမွေးနာပဲဘလို့မှလည်းပြီးတောင်းထောင်းတဲ့လူကခုနမတိပြဒေါ်ကြီးဆိုင်ရဲ့ဇပလင်ရဲ့ကျွတ်တုံဖြူရဲ့အဲ့ဒါလေးကိုညောင်ထောင်းပြီးမမမေတင်ရဲ့အုံပွင့်ရထုတ်တဲ့ငပီတောင်းလေးကိုထည့်လိုက်အောင်ရှယ်ပဲဒါအရသာတစ်မျိုးမြန်သီးတောင်းဆိုလည်းမြန်သီးလေးပဲဝယ်နေဦးစိတ်အဆက်လေးထုတ်ဝယ်ဒါလေးနဲ့ထောင်းလိုက်ရုံမဲ့တည့်ရသီးတောင်းဆိုလည်းတည့်ရသီးတောင်းအဲ့လိုမျိုးလေးအဲ့လိုမှမဟုတ်ဘူးငပီတောင်းမစားခြင်းလို့ငပီကြော်စားခြင်းနဲ့ဆိုလည်းစီလေးနည်းနည်းလေးထည့်ပြီးတော့စီကိုပူလို့စမင်းမုတ်ထည့်ပြီးသွားတဲ့ခါကျရင်ငပီလေးထည့်ပြီးတော့6လေးကြော်လိုက်ရင်ငပီကြော်ရအဲ့ဒီဒီပန်ချင်းလေးချုံအဖေပြောဆိုတာငပီမပါတော့ဘူးဘယ်သိရဟလားငမြိုင်မပိုင်တော့တက်လို့ပေါ့ငါတော့ငန်းပြားရေးထည့်မှာတင်မောသီးနဲ့ငရဲနဲ့အကြိမ်ကြံချက်တဲ့ဟင်းတစ်ခွက်ပါဒီဘက်ကတော့ငဖယ်ချင်းနဲ့ပစုံချင်းလေးကိုတုတ်ထားတာပါဒါလေးကတော့ခဲနေသီးပစုံလေးနဲ့ပတ်သက်ဆိုပြောရတာဖြစ်ပါတယ်ဒီဘက်ကငါးကြော်လေးကတော့ငရဲက90သားတော့များနေလို့ကြော်လေးချက်ချော်ရတာပါဒီဘက်ကတော့မဲတင်အုပ်ပြီးချင်းနဲ့ပြည်တော်လုံးနဲ့ထောင်းနဲ့တမင်ငပီအောင်လေးကိုစစ်ပါတယ်တိုးစရာလေးအစုံနဲ့စားကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်